မင်္ဂလာပါခင်ခင်မကြိုဆိုပါရစေခင်ခင်ကစင်ကာပူကို30% discount နဲ့ပေးနေရဖြစ်တဲ့အတွက်ရန်ကုန်ကလူတွေကလည်းခင်ရန်ကုန်ရော30%မပေးဘူးလားလို့ပြောနေတဲ့အသေးလေးတွေကိုပေးပါမယ်ရန်ကုန် promotion တွေကတက်ကြံအတွက်အထူး promotion တွေရှိပါတယ်ရှင်ရန်ကုန်တက်ကြံမကြခင်လေးမှာမင်းတို့က promotion တွေအများကြီးချပေးမှာဒါပေမဲ့အခုတချို့ customer လေးတွေလာမိတယ်ဒီ customer တွေကရန်ကုန်အတွက်ကောမပေးဘူးလားဆိုတော့ရန်ကုန်အတွက်လည်း promotion တွေပေးပါမယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးလာပြောပေးရပါဒါကြောင့်မလို့ဘာတွေပေးမှလဲမင်းရင်နော်မင်းတို့အော်စားပေးအကုန်လုံးကိုတော့30% discount ပေးတော့မှာဖြစ်ပါတယ်၄လပိုင်းတစ်လလုံးထိမမေတို့ကတကြံအထူး promotion အနေနဲ့ခင်မှာရနေတဲ့ service တွေအကုန်လုံးကို30% discount ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီထဲမှာ thread lit တွေကျိုးတွေပေါ့နော်မမေတို့ဆိုင်မှာပြုတ်လို့မှုအများဆုံးစားပစ်အများဆုံးပေးရတဲ့ကျိုးအစုံနှာရံမြင့်ကျိုးမျက်နှာပစ်တင်ကျိုးသေးတွေကို90% discount တော့ shop ပေးမှာဖြစ်ပါရဲ့ရှင်ဒါကြောင့်မလို့ကျိုးတွေထွင်းရင်ချက်ချင်းနှုတ်ပြလှပတယ် side effect လည်းကင်းတယ်အဲ့တော့အသေးလေးတို့လှကျင်တာဖြစ်တဲ့အတွက်90% discount တော့ shop ပေးမှာဖြစ်ပါတယ်ဒီနေ့ကစပြီးတော့၄လပိုင်းတစ်လလုံးတကြံအထူး promotion အနေနဲ့ all service ကို30% discountကျိုးအစုံကို90% discount ပေးသွားမှာဖြစ်ပါတယ်ကျိုးစုံမှာဘာတွေပါလဲဆိုရင်မျက်နှာပင့်တင်ကျိုးကြီးမွန်နိုကျိုးသေးပြီးလို့ရှိရင်နှာရံမြင့်ကျိုးတွေပါပါတယ်သူတို့ကို90% discount တော့ပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပြောပြစီဒါကြောင့်မလို့မမီတဲ့လူတွေတကြံအတွင်းမှာလှကျင်တဲ့လူတွေကအခုချက်ချင်းစီငွေပေး booking တင်ပြီးတော့အလှပပြပြင်နိုင်ပါပြီဆိုတဲ့အကြောင်းသတင်းကောင်းလေးပြောလိုက်ပါတယ်ရှင်ရန်ကုန်ကအသေးလေးလည်း discount နေနဲ့အလှပြင်လို့ရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်